အားလုံးမင်္ဂလာပါเนาะဒါကတော့ကျွန်တော်အခုလက်ရှိအလုပ်လုပ်နေဆိုင်လေးပါเนาะဒါကကြတော့ကျွန်တော်တို့ဆိုင်ရဲ့ဆိုင်မော့ပေါ့เนาะရေးလိုက်ရှမ်းဆိုင်လေးကိုသွားမယ်မီနူလေးကြည့်မယ်ပေါ့เนาะကျွန်တော်တို့ဆိုင်မှာရနိုင်တဲ့အစားအစာတွေကတော့အများကြီးပါပဲတရုတ်စာတွေထိုင်းစာတွေအီတလီစာတွေရပါတယ်ဒါကတော့ဝိုက်တာကောင်မလေးပါသွားမယ်နောက်ကိုသွားမယ်နောက်ပြီးတော့ကျွန်တော်တို့ဆိုင်မှာထူးဆန်းတာတစ်ခုကတော့ကျွန်တော်တို့ဆိုင်မှာတလိဆိုင်အများဆုံးရှိပါတယ်တလိဆိုင်တွေအများကြီးရှိတယ်ကြည့်လိုက်ရအောင်ဆက်သွားမယ်ဒါကြတော့လိမ့်ဆန်ချန်တို့သွားတဲ့တကားပေါက်ပေါ့နော်ပြပါပြီဒါလေးကတော့ဒီအားကြတော့လေကျွန်တော်တို့မြန်မာလိုကြတော့ကျွန်တော်ခေါ်မတက်ဘူးဒါထိုင်းလိုနူတဖောင်လို့ခေါ်ရယ်နော်ထိုင်းလိုဆိုရင်နူတဖောင်လို့ခေါ်တယ်ဒါကကြတော့မြောက်အငေစားလေးပါဒါဒီမြောက်ကလေးကကြတော့လေသူက8လရှိပြီနော်သူကကြတော့မကြီးတော့ဘူးဒါသူ့ရဲ့ site ကဒီ site ပဲ small site ပေါ့နော်သူကမကြီးတော့ဘူးဒါကကြတော့ကြောင်မိသားစုပါချစ်စရာကောင်းနေရောပဲကျွန်တော်တို့ဆောင်လာတဲ့အစ်တွေမှန်သမျှလေတလိဆန်တွေအရင်ရှိကြတယ်သူတို့တက်ပုံတွေရိုက်ကြတယ်ဗီဒီယိုရိုက်ကြတယ်ဒါလေးကတော့အတိက main ပေါ့နော်စက်ကောင်ရှင်သေး channel ကိုသွားပါမယ်ကျွန်တော်ဆိုင်မှာရှင်သေးအရှင်လက်ကြီးရှိပါတယ်လို့တကားဖွင့်ပါပြီတွေ့ပါပြီရှင်သေးကြည်ပါဦးဒီနေ့သူဘာဖြစ်လဲမသိဘူးညီနေရောပဲကျွန်တော်အမြင်တာတော့မှဒီနေ့မကိုက်ဘူးပေါ့နော်အရင်နေ့တွေဆိုရင်ကျွန်တော်အမြင်တာနဲ့ကိုက်ဖို့ဆိုပြီးအဝေးကနေပြေးလာတာချောင်းနေတာပေါ့နော်ဒီလိုတလိဆန်နေဆိုတာကြောက်ရတယ်ဘာဖြစ်လို့ဆိုတော့ကျွန်တော်ကတခါမှအဲ့လိုမျိုးမတွေ့ဘူးလေအခုကတီဆိုင်မှာအလုပ်လုပ်နေဆိုတော့မတွေ့မဖြစ်တွေ့နေရပါပေါ့နော်ကျွန်တော်ဆိုကြောက်တယ်တခါမှအဲ့ရှင်သေးချန်တွေကိုမဝင်ဘူးဒါပေမဲ့သူကအရင်ရှိဖို့ကောင်းတယ်အဲ့တွေဆိုရင်သူ့ကိုဘလော့တွေရိုက်ကြတယ်ဗီဒီယိုတွေရိုက်ကြတယ်ရချစ်စရာကောင်းပါတယ်အခုသူက